ချိန်တိုင်းကောင်းမြတ်တယ်အခြေအနေရောခါလီကြရင်ကျမတို့တက်တာမှာရန်ကိုလမ်းမရှိတော့သလိုဖြစ်နေရင်တော့မှအဲ့ဒီအချိန်မှာပဲလေဘုရားကတကယ်ကိုကျမတို့အတွက်မမြင်ရတိုင်းဘုရားကအလုံးကျမတို့နဲ့မရှိတာမဟုတ်ဘောနော်မမြင်ရလေလေလုံးဝလမ်းမရှိတော့ဘူးလို့ထင်ရတဲ့အချိန်မှာပို့ပြီးဘုရားကကျမတို့နဲ့အနီးဆုံးမှာကျမတို့တို့တာ၍ကောင်းတဲ့အရာကိုအလုံးလုံးပေးနေတယ်ဆိုတာပေါ့နော်ကျမရဲ့အသက်တာနဲ့တကယ်ကိုလက်တွေ့ခံစားရတာဖြစ်တယ်ပေါ့နော်ကျမဆိုရင်အခုဒီမှာဘုရားရဲ့ပို့ဆောင်ခြင်းကြောင့်ယေရှုတော်ကြောင့်ဒီနိုင်ငံမှာနော်ဘုရားရဲ့တကယ်ကိုဘုရားဝိညာဉ်တော်အလုံးလုံးတဲ့ဝိညာဉ်တော်တန်ရှင်တော်ဝိညာဉ်တော်နဲ့တွားတဲ့တကယ်ကိုလူကပတ်တော်တိုင်းတင်တဲ့ဒီကျမ်းစာကြောင့်မှာကျမတင်ယူခွင့်ရတယ်လူအနေနဲ့ကျမအနေနဲ့ဆိုရင်မဖြစ်နိုင်ဘောနော်အိမ်မက်တောင်မမက်ရဲဘူးဒီကြောင့်တက်ဖို့မပြောနဲ့အမေရိကကိုရောက်ဖို့တော့မှလူအနေနဲ့မဖြစ်နိုင်ဘောနော်အခြေအနေတွေအရာရောအကုန်လုံးပေါ့ဒါပေမဲ့ဘုရားကအဲ့ဒီဟာလဲမဖြစ်နိုင်တဲ့အချိန်မှာလမ်းကိုဖွင့်ပေးတဲ့ဘုရားဖြစ်တယ်နော်မိသားစုလိုက်လာရတဲ့အခွင့်ကိုပေးတယ်လုံးဝဗီဇာတွေအရန်ကျက်နေတဲ့အချိန်မှာပဲလေအဲ့ဒီအချိန်မှာတကယ်ကိုယုံကြည်ခြင်းနဲ့ကျမလှုပ်ဆောင်တဲ့အခါမှာဘုရားလမ်းဖွင့်ပေးတဲ့အရာကိုအမိရနော်ယုံကြည်ခြင်းနဲ့ကျမလှုပ်ဆောင်တဲ့အခါမှာနာခံတဲ့အခါမှာဘုရားကအံ့ဩဖွယ်လမ်းဖွင့်ပေးတာဖြစ်တယ်မိသားစုလည်းလာရတယ်ဒီရောက်တော့လေကျမတို့ဘာအလုံးမှမရှိဘူးဘာအလုံးမှမရှိဘူးဆိုတာလေဒီနိုင်ငံမှာကအလုံးကနော်ဒီသူတို့ရဲ့အလုံးသမားကတ်လို့တယ်ကျမတို့အကြောင်းသားဗီဇာနဲ့လာတာဖြစ်တဲ့အတွက်အလုံးလုပ်ဖို့အဆင်မပြေဘူးပေါ့နော်ဆိုတော့သူများတွေတော့လောက်ကြပါတယ်သူတို့နီးသူတို့ဟန်တယ်ဒါပေမဲ့ကျမတို့ကျမကတော့မလောက်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ပြောချင်တာကအဓိကဘာလဲဆိုတော့ဒီလိုနိုင်ငံမှာပေါ့နော်သူပြဒီလိုကျန်းစာကျောင်းမှာ scholarship ရတာလည်းမဟုတ်ဘူးလीနော်အချိန်တိုင်းရင်သူတို့ဘေးမန့်တွေကိုအချိန်ကြီးပေးရတယ်မပေးရင်ကျမတို့ကဘယ်လိုမှဒီမှာဆက်ပြီးသွားလို့မရဘူးဒါပေမဲ့အောစရာကောင်းတာကဘုရားသခင်ကမဖြစ်နိုင်တဲ့အချိန်တွေမှာလေအခုကျမရောက်တာတစ်နှစ်ကျော်ပြီဒီနိုင်ငံရဲ့အလုပ်ဘာမှမရှိဘဲနဲ့ပါဝင်မှမရှိဘဲနဲ့သူထောက်ပံ့နေတာတကယ်ကိုနမိတ်လက္ခဏာဖြစ်တယ်ပေါ့နော်တကယ်ကိုကျောင်းလာကလည်းအမြဲတမ်းနောက်ကျတယ်ဆိုတာမရှိဘူးချိန်မီသွင်းနိုင်ရတဲ့အခွင့်ကိုပေးတယ်နော်မိသားစုအတွက်ကလေးတွေကျောင်းတက်ဖို့နေရာမှာအစအကုန်လုံးပေါ့နော်တကယ်ကိုဘုရားကောင်းမြတ်တာဖြစ်တယ်အများကြီးတော့ယုံကြည်ခြင်းနဲ့တော့သွားရတယ်ပေါ့နော်တကယ်ကိုတော်တန်ယုံကြည်ခြင်းတော့မဟုတ်ပေါ့နော်ဘုရားသခင်ကတကယ်ကိုgreater faith ပေါ့နော်တကယ်ကိုယုံကြည်ခြင်းနဲ့ကျမတို့ train ပေးနေတယ်ဆွဲခေါ်ပေးနေတယ်တခါကကြတော့လဲလက်လျှော့ခြင်းတဲ့အချိန်တွေဘာဆက်လုပ်ရမလဲမသိတော့တဲ့အချိန်တွေကျောင်းလာကသွင်းရတော့မယ်ပတ်စံကလက်ထဲမှာကရောက်မလာဘူးပေါ့နော်အဲ့လိုမျိုးတွေအခြေအနေတွေအများကြီးပဲဒါပေမဲ့တကယ်ကျောင်းလာကပေးဖို့အချိန်တန်ပြီဆိုရင်ဖခင်ကပဲနမိတ်လက္ခဏာနဲ့မဆသွားတာဖြစ်တယ်ဟာလေလုယာတကယ်ဘုရားနဲ့တွားခြင်းတွားလာခြင်းဆိုတဲ့အရာကကျွန်မကျမ်းစာဖတ်ရုံနဲ့မဟုတ်ဘူးပေါ့နော်တကယ်ကိုလက်တွေ့ကျွန်မတို့ဒီကျောင်းတက်တဲ့အချိန်မှာဒီအမေရိကရောက်တဲ့အချိန်မှာပို့ပြီးကျွန်မသင်ယူခွင့်ရတယ်ပေါ့နော်ပို့ပြီးဘုရားနဲ့ထိတွေ့ခွင့်ရတယ်ဘုရားရဲ့လက်တော်ပုံမြင်ရတယ်ဟိုယုံကြည်ခြင်းဆိုတာဒါပါလားဆိုတာပေါ့နော်အာဗြဟံကိုဘုရားခေါ်တဲ့အချိန်မှာသူဘုရားထွက်ခိုင်းတဲ့ဘယ်အရှိမဘာဖြစ်လာမယ်ဘာဆိုတာမပြထားဘူးလေနော်ဒါကျမနားလေသလောက်ပြောပြတာဒါပေမဲ့အဲ့လိုပဲကျမတို့အရင်တော့ဖတ်တော့ငါဆိုဒီလိုပဲပေါ့ဒါပေမဲ့တကယ်ကျမလက်တွေ့ဖရားလဲကျမတို့အာဗြဟံရဲ့အကြောင်းကိုရေးထားတာကျမတို့အကျိုးအတွက်ဆိုတဲ့အတိုင်းပေါ့နော်ကျမတို့ကတကယ်ကိုဒီခေတ်ရဲ့အာဗြဟံပေါ့နော်ဆိုတော့အာဗြဟံလို့ဘုရားခေါ်တဲ့အခါမှာတကယ်ကိုဒီလိုမျိုးတွေကြုံလာတဲ့အခါမှာကျမတကယ်ကိုဒီဘိုးဘေးတွေရဲ့ယုံကြည်ခြင်းနော်သူတို့ဘုရားနဲ့တွာလာတဲ့အရာတွေကအံ့ဩစရာပဲပေါ့နော်တကယ်ကိုအံ့ဩဖွယ်သူတို့ရဲ့နှလုံးသားနဲ့ဘုရားပေါ်မှာထားရှိတဲ့ယုံကြည်ခြင်းဘုရားကိုလုံးလုံးအနံ့ခြင်းတည်မလားမမြင်ရပေမဲ့လုံးဝစိတ်ချခြင်းနာခံခြင်းနဲ့လေနော်တန်တရားတစ်စက်မှမရှိဘဲနဲ့လုံးလုံးဘုရားနောက်လိုက်ခြင်းဆိုတဲ့အရာကိုသင်ယူရတယ်လို့ဘုရားသခင်ရဲ့ထောက်ပံ့ခြင်းဘုရားရဲ့မေတ္တာဘုရားသခင်တကယ်အသက်ရှင်နေဘုရားပါလားတကယ်ကိုကျမတို့ကိုလှုပ်ဆောင်ပေးနေပါလားပေါ့နော်သူရဲ့
ကြီးမြတ်ခြင်းသူ့ရဲ့တတ်နိုင်ခြင်းကိုဖခင်ရဲ့သဘောဖခင်ရဲ့နှလုံးသားကိုပုံမြင်ရတယ်ပုံတင်ယူရတယ်ပေါ့နော်ပို့ပြီးဖခင်နဲ့ထိတွေ့ခွင့်ရတယ်ဆိုတော့အရန်ဂျေဇုတင်တယ်အရာရာမှာအရရက်ပေါ့နော်အကြောင်းကြောင့်နဲ့ဘုရားကတွန့်တင်တယ်ပေါ့နော်ဆိုတော့ခန္ဓာရည်လည်းသူပဲပေးတယ်အကုန်လုံးသူပဲဘုရားနဲ့ပူသွားလေးလေးကျမလုံနိုင်ခြင်းတတ်နိုင်ခြင်းဆိုတာဘာမှမရှိဘူးအရာခက်သိမ်းကဘုရားကြောင့်ပဲဆိုတာကိုပိုသိလာတယ်ဆိုတော့ပိုပြီးတော့မှဘုရားနဲ့သွားယုံကြည်ခြင်းမှာပိုကြီးထွားပြီးမှပိုပြီးမှနော်ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်ရင်တောင်မှရောက်ခဲ့တဲ့အခါမှာလဲကိုကြောင့်မဟုတ်ဘူးကွာအားလုံးဖျားကြောင့်ပဲဖျားမစပေးလို့ပဲဖျားတာမပိုင်ဘာမှမလုပ်နိုင်ဘူးဆိုတာပိုပြီးသိလာတယ်ငါဒါလေးတော့ဒါဒီ level တော့ရောက်သွားပြီဒီပညာတွေတော့ငါတတ်သွားပြီဒီ certificate တွေတော့ငါရသွားပြီဒီအတိုင်းဝိုင်းမှာတော့ငါဝင်ဆက်ပြီဖျားမလို့တော့ဘူး no မဟုတ်ဘူးပိုပြီးဖျားကိုလိုတယ်ပေါ့နော်ကျမတို့ပိုပြီးဖျားကိုလိုတယ်ပြီးတော့နောက်တစ်ခုကတကယ်ကျမတို့ဖျားရဲ့ခေါ်ခြင်းထဲမှာလေဘယ်တော့မှတယောက်တည်းသွားလို့မရအောင်ဆိုတာပိုတင်ယူရတယ်ကျမတို့ကိုတကယ်ကိုဝိညာဉ်ခေါင်းဆောင်နေလို့တယ်ကျမတို့ကိုတကယ်ကိုနှလုံးသားနဲ့ပြုစုပေးတဲ့ဖခင်ကဲ့သို့ခေါင်းဆောင်နေဘုရားကပြင်ဆင်ထားပေးတယ်ဆိုတော့အဲ့ဒီကျမတို့ကိုတကယ်ဖခင်ကဲ့သို့ကြည့်ရှုပေးတဲ့ကျမတို့ကိုစိုက်ပျိုးပေးတဲ့ကျမတို့ဘုရားရဲ့ခေါ်ခြင်းထဲမှာရောက်အောင်ပို့ဆောင်ပေးတဲ့ဒီခေါင်းဆောင်တွေကိုပေါ့နော်ကျမတို့တကယ်တန်ဖိုးထားဖို့လိုတယ်တန်ဖိုးထားရုံတာမကသူတို့ရဲ့နှလုံးသားတွေကိုကျမတို့လည်းပြန်တင်ယူရမယ်ပေါ့နော်တနေ့တစ်ချိန်ကျရင်ကျမတို့လည်းပြန်ပြီးသူတို့ကဲသို့နှလုံးသားမျိုးနဲ့ပြန်ပြီးမှကျမတို့ဖြတ်တန်းခဲ့တယ်လို့မျိုးအခက်ခဲတွေနဲ့ဖြတ်တန်းခဲ့တဲ့လူတွေတကယ်ဘုရားခေါ်ခြင်းထဲမှာသွားတဲ့လူတွေကိုပြန်ပြီးပံ့ပိုးပေးတဲ့နှလုံးသားပြန်ပြီးမဆာကျွေးမွေးပေးတတ်တဲ့နှလုံးသားရှိဖို့ကျမတို့ကဘုရားကကျမတို့ကိုဒီခေါင်းဆောင်တွေအဖြစ်တင်ပေးနေတာဖြစ်တယ်ဆိုတော့အရန်ဂျေဇုတင်တယ်ပေါ့နော်ကျမတကယ်ပဲဆရာကြီးစော်လင်းအောင်အရန်ဂျေဇုတင်တယ်ကျမတို့ဒီခရီးစဉ်ဒီယုံကြည်ခြင်းခရီးစဉ်မှာပေါ့နော်ဘုရားကဘယ်တော့မှတယောက်တည်းအလုံးမလုပ်ဘူးအမြဲတမ်းသူ့လူတွေနဲ့သူခွဲခတ်မသားထားတဲ့လူတွေနဲ့သူ့စကားကိုနားထောင်တဲ့လူတွေနဲ့အလုံးလုပ်တာဖြစ်တယ်သူနှလုံးသားနဲ့အလိုင်းဖြစ်တဲ့လူတွေနဲ့ဖျားပါခိုင်းဖျားပါပြော ready နော်နာခံတဲ့လူနဲ့အလုံးလုံးတာဖြစ်တယ်ဆိုတော့အဲ့လိုဖျားလူမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်ပဲဆရာကြီးကကျမတို့ကိုတကယ်ကိုကူညီပေးတယ်မဆပေးတယ်စိုက်ပျိုးပေးတယ်သူပြောတယ်နင်တို့ဘုရားနိုင်ငံတော်ထဲမှာတကယ်ကောင်းကြီးဖြစ်ဖို့ဆိုရင်တဲ့စိုက်ပျိုးအဲ့ဒါကြောင့်စိုက်ပျိုးပေးတာဖြစ်တယ်တဲ့ဘုရားပေးခိုင်းလို့ပေးတာပါတဲ့ဘုရားကိုပဲကျေးဇူးတင်ပါသူဘယ်တော့မှ credit မယူလူရှိမှလည်းသူမပြောဆိုတော့ရန်ဂျေဇုတင်နေဘုရားထားတဲ့ပန်းနိုင်ကိုရောက်အောင်ကျွန်မဒါ၍ဘုရားရဲ့ရှေ့မှာနှလုံးသားကိုပြင်ဆင်မယ်ဒါ၍စက္ကပ်မယ်ဒါ၍ဘုရားကိုကိုးစားပြီးမှကျွန်မသွားမယ်ပေါ့နော်တနေ့ကျရင်ဆရာကြီးတို့ပြန်ပြီးကောင်းကြီးဖြစ်တဲ့သူလူမျိုးပေါင်းကိုကောင်းကြီးဖြစ်စေတဲ့သူတကယ်လိုအပ်နေတဲ့သူကိုပြန်လဲကောင်းကြီးဖြစ်စေတဲ့သူကြောက်ဆုံးဝိညာဉ်တွေအတွက်ကောင်းကြီးဖြစ်စေတဲ့သူဖြစ်တတနှလုံးသားကိုစက္ကပ်ထားပြီးသားဖြစ်တယ်တကယ်ကျေးဇူးတင်နေဖျားတာ၍ကောင်းကြီးပေးပါစေပြောချင်တာကခွာပေးချင်တာကဒီမှာရှိတဲ့ညီကိုမောင်မတွေကြည့်နေတဲ့ညီကိုမောင်မတွေပေါ့နော်ဘဝအတ္တမှာဘယ်တော့မဆိုကိုယ့်ဘေးမှာရှိတဲ့လူတွေကိုတန်ဖိုးထားပါဘယ်တော့မှဖြစ်တယ်လို့အသက်မရှင်ပါနဲ့စိတ်သက်အခြေအနေတွေကမကောင်းလို့ဘယ်တော့မှလက်မလျှော့ပါနဲ့ဟုတ်တယ်လက်လျှော့လို့ရတယ်ဘာလဲသိလားကိုရောသမီးမတတ်နိုင်ဘူးတားမတတ်နိုင်ဘူးတားမှလမ်းမရှိတော့ဘူးကိုရောကိုအကုန်အနံ့တယ်ငါလှုပ်အောင်မယ်ဆိုတဲ့စူးစမ်းခြင်းနဲ့စိတ်သက်ဖျားလက်တဲ့လုံးအပ်ဖို့လိုတယ်အဲ့ဒီနေရာမှာလက်လျှော့ရမယ်ကျမတို့ဘဝကိုအရှုံးပေးပြီးမှသိရမလားဖျားရဲ့ခေါ်ခြင်းတွေကနေကျမတို့ရက်တန့်လိုက်ဖို့မဟုတ်ဘူးအဆုံးဒီဖျားကိုမျှော်လင့်ဖို့ဖြစ်တယ်ဒီနေ့တင်တို့အသက်တာမှာဘာတွေခက်ခဲနေလဲဘာလမ်းမရှိတော့ဘူးလားငွေရေးကြီးမလုံလောက်ဘူးလားနော်ဖျားကိုဒူးထောက်ပါဖျားကိုမျှော်လင့်ပါဖျားကိုချီးမွမ်းပါဖျားမတတ်နိုင်တဲ့အရာဘာမှမရှိဘူးနော်ဖျားကအဲ့ဒီကြားထဲမှာကျမတို့ကိုသူ့ကိုမျှော်ကြည့်တတ်အောင်တင်ပေးတာတခုတည်းမဟုတ်ဘူးကျမတို့ရဲ့အသက်တာမှာကျမတို့ management ဘိုင်းမှာလည်းတင်ယူဖို့ဖြစ်တယ်ပတ်စံဖျားပေးလိုက်သုံးချင်တာသုံးဖို့မဟုတ်ဘူးကျမတို့ဘယ်လိုစုဆောင်းရမလဲဘယ်လိုမျိုးเนาะပတ်စံကိုကင်သွယ်တက်ရမလဲเนาะ
ဘယ်လိုသုံးရမလဲဆိုတာလေဘုရားကတခါလေးသင်ပေးတာဖြစ်တယ်ဒါကြောင့်မို့ဖြစ်လာသမျှကြုံလာသမျှအရာအလုံးကကျမတို့ကိုဘုရားကကျမတို့ရဲ့နှလုံးသားကိုလည်းသူ့နှလုံးသားနဲ့တူလာအောင်သင်ပေးတာဖြစ်တယ်လို့ကျမတို့အသက်တာမှာဒီအခက်ခဲတွေဒီစိန်ခေါ်မှုတွေအားဖြင့်ကျမတို့ကိုနော်သူအကျင့် character မှာအစပေါ့နော်ကျမတို့ရဲ့ဒီ mindset အကုန်လုံးပေါ့နော်အားလုံးကိုတကယ်ကိုတိုးတက်ပြောင်းလဲတဲ့သူတယောက်အဖြစ်နော်တနေ့တစ်ချိန်ကျရင်လူတွေကကိုယ်တွေရှိချင်းအပြင်အားကိုးလို့ရတဲ့သူဘုရားဘုန်းထင်ရှားရတဲ့သူဘုရားကစိတ်ချလက်ချကို level တိုင်းမှာဘုရားသုံးတယ်လीနော်ဒါကငါသမီးဒါငါသားငါအားကိုးရတယ်ပြောချင်တာကနိုင်ငံကိုပြန်ပြီးရောတတ်တို့လို့ပြန်ကျွေးမွေးနိုင်တဲ့အထိနော်ကိုအားပြစ်ကိုရှိတဲ့နေရာမှာပြန်ပြီးတော့မှတကယ်ကိုလိုအပ်နေတဲ့သူကိုပျောက်ဆုံးဝိညာဉ်တွေအတွက်ကောင်းကြီးပြန်ဖြစ်ဖို့ဘုရားကကျမတို့ကိုဒီနေ့ဒီအခက်ခဲတွေအားဖြင့်ပေါ့နော်ဒီစိန်ခေါ်မှုတွေအားဖြင့်ယုံကြည်ခြင်းလမ်းခီးမှာသင်ပေးနေတာဖြစ်တယ်ဒါကြောင့်မို့ဘာမှစိတ်တကြစရာမလိုဘူးကြုံတဲ့အရာကြုံသမျှအရာအားလုံးကကျမတို့ကောင်းဖို့ကြီးပဲကျေးဇူးတော်ချီးမွမ်းဖို့ပဲဘယ်တော့မှအဆုံးအဲ့ဒီအရာကအခက်ခဲတွေကကျမတို့ကိုအဆုံးသတ်မဟုတ်ဘူးပေါ့နော်အဲ့ဒီအခက်ခဲဆုံးအချိန်ကကျမတို့ရဲ့နောက်တစ်ဆင့်ကျမတို့တိုးတက်ဖို့နောက်တစ်ဆင့်ကပတ်ကိုဘုရားဖွင့်ပေးဖို့ဖြစ်တယ်ဒါကြောင့်မို့ဘုရားအရန်ကောင်းမြတ်တယ်ဒါကြောင့်မို့ဘုရားကိုပဲမျှော်လင့်ပါဒီကာလမှာကျမအားပေးချင်တာလူတိုင်းမှာအခက်ခဲရှိတယ်ဘုရားကိုမျှော်လင့်ပါဒီအသက်ရှင်တဲ့ဘုရားယေရှုခရစ်တော်ကိုခေါ်ကြည့်ပါယေရှုကိုမသိသေးတဲ့လူတွေရှိရင်လည်းဒီယေရှုခရစ်တော်ကတကယ်အသက်ရှင်တဲ့ဘုရားဖြစ်တယ်ဒီဘုရားကိုခေါ်ကြည့်ပါဒီဘုရားကတကယ်ကိုနော်အသက်ရှင်တဲ့ဘုရားယေရှုဘုရားတကယ်အသက်ရှင်နေဆိုရင်ကျွန်တော်ကိုကျမကိုနော်ကူညီပါတက်တည်ပေးပါကဲတင်ပေးပါမဆပေးပါနော်တည်ရရှင်ရေးလားအဖြေမရှိတော့ဘူးလားလမ်းမရှိတော့ဘူးလားယေရှုကိုခေါ်ကြည့်ပါနော်ကျမရဲ့ဘဝပြောင်းလဲတာဒီယေရှုကြောင့်ဟုတ်တယ်ကျမဘဝလည်းအများကြီးလေလမ်းမရှိတော့ဘူးအိမ်ထောင်ရေးမှာလည်းလုံးဝကိုမျောလင့်စရာမရှိဘူးဒါပေမဲ့ကျမဒီယေရှုကိုခေါ်တဲ့အခါမှာကျမရဲ့အိမ်ထောင်ဘက်ဖြစ်တယ်နော်အားလုံးသိတယ်ဂျေမီကိုလည်းဘုရားကပြောင်းလဲပေးပြီးမှဒီနေ့ဘုရားဘုန်းတော်အတွက်ပြန်ပြီးမှအိမ်ထောင်မှာလည်းမိသားစုအတွက်ဖခင်ကောင်းခင်မွန်းနယ်ကောင်းနော်ဘုရားအတွက်အမှုဆောင်နေတဲ့သူအများကြီးလုံနိုင်ခြင်းမှလုံနိုင်လိမ့်မယ်ဒါပေမဲ့သူတကယ်ဘုရားကိုနာခံခြင်းအသက်တာနဲ့တန်ရှင်းခြင်းအသက်တာနဲ့ဂျေဇုတော်ထဲမှာသူရှောက်လန်းနေတာဖြစ်တယ်ဟာလေလုယာတို့ဒီကမကကျမရဲ့အသက်တာကျမရဲ့သားသမီးအားလုံးကိုလည်းဘုရားသခင်ကနော်ရော့အင်းဆိုပြီးပတ်စံအထုပ်ကြီးတော့မပေးပါဘူးဒါပေမဲ့အမြဲတမ်းကြွယ်ကာပေးတယ်လိုအပ်ရင်လိုအပ်တယ်လို့အမြဲတမ်းမဆာထောက်ပံ့ပေးတယ်အမြဲတမ်းမျက်နှာသာနဲ့ပို့ဆောင်ပေးတယ်ဖြစ်ဘုရားဖြစ်တယ်ဟာလေလုယာဘုရားနဲ့ဒီဘုရားကိုခေါ်ကြည့်ပါဒီဘုရားနဲ့သွားကြည့်ပါထာဝရကာလဒီတင်တို့ကိုအာမခံချက်ပေးတဲ့ဘုရားဖြစ်တယ်ထာဝရကာလထိတောင်ထာဝရငရဲကနေတောင်လွတ်မြောက်အောင်လုပ်ပေးတဲ့ဘုရားဒီကျမတို့လောကရဲ့အခက်အခဲကိုဘာကြောင့်မလုပ်ပေးနိုင်ပါလဲနော်ဒါကြောင့်မို့ဒီဘုရားကိုခေါ်ကြည့်ပါမြည်စမ်းကြည့်ပါဟာလေလုယာဘုရားနဲ့သွားနေရင်အသက်တာလဲကြတဲ့သူတွေလည်းစိတ်တမကြပါနဲ့ပြန်ထပါခုနှစ်ချိန်လဲရင်ခုနှစ်ချိန်ပြန်ထပါနော်ဘုရားသခင်ကအမြဲတမ်းနော်နောင်တနဲ့ပြန်ထလာတဲ့သူကိုအသက်တော်တကယ်ကိုသူ့ရဲ့မကုန်နိုင်တဲ့မေတ္တာတွေနဲ့စောင့်ကြိုနေတာဖြစ်တယ်ဟာလေလုယာအရှိတဲ့ဘုရားစီပြန်လဲလာဖို့ဖြစ်တယ်အခက်ခဲထဲမှာနွန်ထဲမှာနှစ်နေပြီးလမ်းစာမရှိတဲ့သူဒုက္ခရောက်နေတဲ့သူဘာလုပ်ရမှမသိမိတ်ဆွေဘုရားမျက်မှောက်တော်ထဲမှာသူထောက်လိုက်ပါဘုရားကိုခေါ်ကြည့်ပါဒီအသက်ရှင်တဲ့ဘုရားယေရှုခရစ်တော်ကိုခေါ်ကြည့်ပါဘုရားကတကယ်ပဲကျမတို့အသက်တာမှာမဆာပေးမဲ့ဘုရားကူညီပေးတဲ့ဘုရားအရာခက်သိမ်းကိုတတ်နိုင်တဲ့ဘုရားဖြစ်တယ်ဆိုတာပေါ့နော်ခွန်အားပေးနေကျမတက်တည်ခံချင်ပါတယ်လို့အနေနဲ့ sharing လုပ်ချင်ပါတယ်